width ပါမယ်နောက်တစ်ခုက height ပါမယ်height ပါမယ်အဲ့တော့ဒီ height မှာ width နဲ့ height ကိုသူတို့ကဘာပေးရမလဲဆိုကျွန်တော်တို့ကနှစ်ခုစလုံးကိုညီအောင်ပေးမှရပါမယ်မညီရင်ကျွန်တော်တို့က software မဖြစ်ပါဘူးဘဲကုန်ဖြစ်ကုန်ပါပါအဲ့တော့ဒီ width နဲ့ height ကနေပြီးတော့ကျွန်တော်တို့ဘာပေးလို့ရမလဲဆိုရင်ကျွန်တော်တို့60လို့80လို့တစ်ခုပေးလို့ရပါတယ်အဲ့တော့60လို့ကျွန်တော်ပေးလိုက်ပါမယ်width ဒီ wish ကလည်း wish ရော high ရောတစ်ခုလုံးကို60ပေးလိုက်တယ်ပေါ့နော်60ပေးပြီးတော့ကျွန်တော်တို့ကသူ့ရဲ့ဘယ်လိုရမလဲဒီကောက်ရဲ့ shape ပေါ့နော်အဲ့တော့ decoration ထဲမှာကျွန်တော်တို့ကဒီ box fit မှာကျွန်တော်တို့ကဗာပေးရမလဲဆိုရင် circle ပေးပါမယ်shape ပေါ့နော်ဒီဟိုထဲမှာ box shape ကိုကျွန်တော်တို့က circle ပေးလိုက်လို့ရပါတယ် circle ပေးပြီးတော့circle ပေးလိုက်ရင်ဒီကောင်တွေကဝိုင်းသွားမှာပေါ့နော်ဝိုင်းသွားပြီးတော့သူ့ရဲ့ decoration ထဲမှာပဲအဲ့တော့ container ကိုတစ်ခုစဉ်းစားမှာကျွန်တော်တို့က container မှာကျွန်တော်တို့ဒီ decoration ပါလာပြီဆိုရင်သူ့ရဲ့ color ကိုကျွန်တော်တို့ decoration ထဲမှာပဲထည့်ပြီးတော့စဉ်းစားမှာဖြစ်ပါတယ် decoration ရဲ့အပြင်ကိုထည့်ပြီးတော့ color လို့သတ်မှတ်လို့မရဘူး color လို့သတ်မှတ်မယ်ဆိုရင်သူအဲ့ဒါဖြစ်တော့လိမ့်မယ်အဲ့တော့ဒီ container တစ်ခုမှာကျွန်တော်ဒီ decoration ပါလာပြီဆိုရင်သူ့ရဲ့ color ကို decoration ထဲမှာပဲထည့်ပြီးတော့ကျန်ပေးမှာဖြစ်ပါတယ်အဲ့တော့အဲ့ decoration ရဲ့ဒီ color ကဘယ်ရမလဲဆိုကျွန်တော်တို့ဒီ parameter နဲ့ရလာမယ်color လေးပေါ့နော်ဒီ parameter color လေးကိုကျွန်တော်တို့ဒီ decoration ထဲမှာထည့်ပြီးတော့သတ်မှတ်ပေးရမှာဖြစ်ပါတယ်အဲ့ value ကဒီသူ့ရဲ့ label ပေါ့နော် label ကြောင့်ဘယ်မှာလဲဆိုဒီ container ရဲ့ချိုင်းမှာရှိတယ်ကျွန်တော်တို့ချိုင်းရဲ့ center ပေါ့နော် center လည်းသုံးပြရမှာလို့ဆိုအလဲတက်တယ်မှာရှိတာဖြစ်တဲ့အတွက်ချိုင်းမှာဆို center တွေကမှာ dash ပေါ့နော်dash မှာကျွန်တော်တို့ဗာပေးရမယ်ဆိုရင်ဒီ label ဆိုရဲကျွန်တော်တို့ string ပေါ့နော်ဒီ screen လေးကိုကျွန်တော်တို့ထည့်ပြရမှာဖြစ်ပါတယ်နောက်တစ်ခုကကျ on press ကကျတော့ဒီ container ကြီးတစ်ခုလုံးကိုကျွန်တော်တို့ကဘာနဲ့အုပ်ပြရမလဲဆိုရင်capture data နဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့int word နဲ့ပဲဖြစ်ဖြစ်ပေါ့နော်int word နဲ့အုပ်ပြီးတော့အဲ့ int word ရဲ့ကျွန်တော်တို့ on press မှာကျွန်တော်တို့ဗာထည့်ပြရမလဲဆိုရင်ဒီ on press မှာလည်းအပေါ်ရလာတဲ့ဒီ on press လေးကိုပြန်ပြီးတော့ assign လုပ်ပေးလို့ရပါတယ် convert လေးပေါ့နော်on press ကဘာဖြစ်မလဲဆိုရင်ကျွန်တော်တို့က convert ဖြစ်မယ်ပေါ့နော် white convert ပေါ့နော် white convert ပေါ့ဒီ white convert လေးထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ on press မှာ white convert ကိုထည့်ပေးရမယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီ reusable widget တွေတော်တော်လေးအဆင်ပြေသွားပြီဗျာအဆင်ပြေသွားပြီဆိုတော့ဒီကောင်လေးတစ်ခုပဲကျန်တော့တယ်အဲ့တော့ဒီကောင်လေးကိုဘယ်လိုထည့်ပေးရမလဲဆိုရင်ကျွန်တော်တို့ကဒီကောင်လေးနှစ်ခုကြားမှာကျွန်တော်တို့ pattern ဘယ်လောက်ထားမလဲpattern ကကျွန်တော်တို့ pattern ဖြစ်ဖြစ်မှာဖြစ်ဖြစ်ပေါ့နော်ဘယ်လိုစဉ်းစားထားလဲဒီ site ပေါက်ပဲခံမလားပေါ့အဲ့တော့ဒီကောင်နှစ်ခုကြားမှာရှိတဲ့ကွာအဝေးကိုကျွန်တော်တို့က15လို့သတ်မှတ်လိုက်မယ်15လို့သတ်မှတ်တယ်ဆိုရင်ကျွန်တော်တို့ကသူ့ရဲ့ width ဒီဘယ်လောက်ဖြစ်မလဲဆိုရင်ဒီကောင်60ဒီကောင်60ဆိုရင်120ရဲ့15ရဲ့ပေါ့နော်135 height ကတော့အတူတူပဲဒီကောင်ရဲ့ဟိုဟာနဲ့အမြင့်နဲ့အတူတူပဲဆိုတော့သူ့ကိုကြာတက်ကျွန်တော်တို့ widget တစ်ခုခွဲထုတ်လိုက်ရပါမယ် widget တစ်ခုခွဲထုတ်လိုက်မယ်ခွဲထုတ်ပြီးတော့သူ့ရဲ့ width ကိုကြာတော့ width ကို135နဲ့ height ကိုကြာတော့ကျွန်တော်တို့ကခုနကထားတယ်ကျွန်တော်တို့60ထားပြရပါမယ်ပြီးတော့ဒီမှာချိုးတဲ့ဟာပေါ့နော်အချိုးကြာကျွန်တော်တို့ဘယ်လောက်ထားပြရမလဲဆိုရင်ဒီကောင်တွေရဲ့တစ်ဝက်ဖြစ်ပါတယ်ဒီကောင်တွေရဲ့တစ်ဝက်ဖြစ်တဲ့အတွက်60ဟိုပါပေါ့နော်60ရဲ့တော့ဆို30နဲ့ border radius ကို radius of circular ဆိုပြီးတော့ဒီ radius မှာကျွန်တော်တို့ကဘယ်လောက်ထားပြမလဲဆို30နဲ့ကျွန်တော်တို့ border radius ကို radius of circular 30နဲ့ကျွန်တော်တို့ဝိုင်းပြလိုက်ရင်နှစ်ဖက်စလုံးကိုဝိုင်းပြလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီကောင်တွေအဆင်ပြေသွားပါပြီအဲ့တော့ပြန်ပြီးတော့ကြည့်ကြည့်မယ်ဆိုရင် column ရဲ့ကျွန်တော်တို့ text ရှိမယ်နော် row တွေရှိမယ် row ထဲမှာကျွန်တော်တို့ reusable widget လေးထည့်ပေးမယ်ထည့်ပေးပြီးတော့ကျွန်တော်တို့သက်ဆိုင်ရာ color နဲ့ဒီ label လေးနဲ့ဟို on press လေးထည့်ပေးမယ်ထည့်ပေးလိုက်တဲ့ခါကျရင်တော့ကျွန်တော်တို့ဟိုရပြီပေါ့နော်အဲ့တော့ on press ကိုဒီမှာမထည့်ဘဲနဲ့လည်းရတယ်နော် on press ကကျွန်တော်တို့ဒီကောင်းရဲ့ cover မှာမထည့်ဘဲနဲ့လည်းကျွန်တော်တို့သူ့ရဲ့ container ထဲမှာထည့်ပြီးတော့နှိပ်လဲရတယ်အဲ့တော့ဒီကောင်ကိုပြန်ပြီးတော့ဖြုတ်ပြလိုက်မယ်နော်ဒီ jewelry ရဲ့ကြိုင်တော့ကျွန်တော်ဖြုတ်ထားပါတယ်ဒါတခါတည်းပေါ်ရစဉ်းစားလိုက်လို့ဒီ on press ကိုကျွန်တော်တို့ဒီမှာမထည့်တော့ဘဲနဲ့ parameter အနေနဲ့ပေါ့နော်ဒီဘက်မှာခေါ်ရင်တော့ argument ပေါ့နော် parameter အနေနဲ့ကျွန်တော်မထည့်တော့ဘဲနဲ့ဒီထဲမှာပဲ on press ကိုလုပ်တဲ့အချိန်မှာကျွန်တော်တို့ဒီ cover ထဲမှာပဲတခါတည်းသူ့ကိုလုပ်ထားတဲ့ label အတိုင်းပြန်ပြီးတော့ function ကိုလုပ်ပေးလို့ရပါတယ်အဲ့ဒီမှာဆိုရင်ကျွန်တော် parameter နှစ်ခုပဲပါတော့မယ် color ရဲ့နောက်တစ်ခုက label အဲ့တော့ color တွေကနေရာတိုင်းမှာထည့်ကြလိုလားဆိုမလိုပါဘူးဘာလို့လဲဆိုတော့ဒီကဏ္ဍတွေနေရာမှာ constant code တို့556တို့နေရာမှာကျွန်တော်တို့က color တွေကို default parameter အနေနဲ့သတ်မှတ်ပေးထားလို့ရပါတယ်default parameter နဲ့ပါမယ်ဆိုရင်ကျွန်တော်ဘယ်နေရာလောက်ပဲပြောင်းအောင်လဲဆိုရင်ဒီ c plus minus percent ပြီးတော့ဒီ star divider ပေါ့နော်ဒီကောင်တွေမှာပဲကျွန်တော်တို့က color argument ထည့်ပေးရမယ်နောက်တစ်ခုကကျတော့ဒီကောင်တွေပေါ့နော်ဒီဘက်ကကောင်တွေဒီကောင်တွေလောက်ပဲကျွန်တော်တို့ color argument ကိုထည့်ပေးရမယ်ကျန်တဲ့နေရာတွေမှာဒီကောင်တွေမှာကျွန်တော်တို့ထည့်ပေးကြမလို့ဘူးပြီးတော့ကျွန်တော်တို့ဘာရှိမလဲဆိုရင် label ကတော့နေရာတိုင်းမှာထည့်ပေးရမယ်ဘာလို့လဲဆိုတော့တစ်ခုနဲ့တစ်ခုက label မတူတဲ့အတွက် label တွေကတော့ထည့်ပေးရမယ်
အဲ့တော့ဒီ UI layout ချပုံတွေကိုကျွန်တော်တို့နားလည်မယ်ထင်တယ်။ဘယ်ဟာစချမလဲဆိုရင်ကျွန်တော်တို့ column ကချမယ် column ပြီးရင်အဲ့ column ရဲ့ဒီနေမှာဆိုရင်ကျွန်တော်တို့ text widget ရှိမယ်နောက်တစ်ခုက row ရှိမယ်အဲ့ row ထဲမှာမှကျွန်တော်တို့ဘာပါမလဲ reusable ၄ခုပါမယ်အဲ့လိုမျိုးပဲကျွန်တော်တို့ခုနှစ်ခုပါမလဲဆိုရင်ဒီ R တွေဒီ row တွေကြီးပဲပေါ့နော် row တွေကြီးပဲဆက်သွားမယ်နောက်ဆုံး view ဒီ row ကြမှာနောက်ဆုံး row ကြမှာကျွန်တော်တို့ဘာပါမလဲဆိုရင်ခုနက constant ပြန်ပြင်ထားတဲ့0အတွက်လုပ်ထားတဲ့widget ပေါ့နော်ဒီ widget ရနောက်တစ်ခုက reusable နှစ်ခုရပါမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ဟိုပါလေးက application UI လေး၄အောင်လေးကပြည့်စုံသွားမယ်နောက်တစ်ခုအရေးကြီးတာတစ်ခုကြံသေးတယ်ကျွန်တော်တို့ iOS calculator ရဲ့အဓိက base in theme ကကျတော့ကျွန်တော်တို့ဗာလဲဆိုရင်ဒီမှာဟို black ဖြစ်တယ်ပေါ့နော်အမဲဖြစ်တယ်အဲ့တော့သူ့ရဲ့ကျွန်တော်တို့ theme ထဲမှာသွားပြီးတော့အပေါ်က scaffold ဖြစ်ဖြစ်ဒီ material မှာဖြစ်ဖြစ်ကျွန်တော်တို့သွားပြီးတော့သတ်မှတ်ရမှာသူ့ရဲ့ background color ကိုကျွန်တော်တို့အမဲသတ်မှတ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီအရောင်ကလေးတွေကဒီကောင်လေးရတဲ့ကျွန်တော်တို့ဘာထပ်ရမလဲဆိုရင်ဘာအရောင်နဲ့ခက်စင်တယ်ပေါ့နော်အဲ့တော့ဒီ Google မှာရှာပြီးတော့သူ့ရဲ့ color ကိုပဲရှာပြီးတော့ color code ကိုပဲထည့်ကျွန်တော်တို့အလွယ်ဘာအရောင်ပဲထည့်လို့ရပါတယ်နောက်တစ်ခုကဒီမှာဗာလေးလဲဆိုတော့ဒါလေးကတော့ခုနကဟို parameter အနေနဲ့ထည့်လို့လည်းရပါတယ် default parameter အနေနဲ့ထည့်လည်းရတယ်ဒီကောင်လေးတွေကိုအမဲမလုပ်ချင်ဘူးအဖြူထည့်မယ်ဆိုလည်းတခါတည်းအဖြူပဲထည့်ထားလို့ရပါတယ်တကယ်လို့ကိုကပို့ပြီးတော့စဉ်းစားနိုင်တယ်ဆိုရင်ဒီကောင်လေးတွေရဲ့ text တွေရဲ့ color တွေကိုပါကျွန်တော်တို့ကထည့်ပြီးတော့စဉ်းစားပြီးတော့ဘယ်လိုစီစဉ်မလဲဆိုတာကိုတစ်ချက်ဟိုအရင်စဉ်းစားကြည့်လိုက်ပေါ့နော်နောက်သင်ခန်းစာမှာကျွန်တော်လည်းအတူတူပြန်တွေ့မယ်ကျွန်တော်ကတော့ဒီအတွက်ကျူတိုရီယယ်ကလုပ်ပြီးဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်